အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မြန်မာရိုးရာမုတ်လေးတစ်မျိုးဖြစ်တဲ့မုတ်ကျွဲတဲ့ပြုတ်လုံနည်းလေးကိုဝေမျှပေးချင်ပါတယ်ရှင်ထုံးရည်ကြီးယူဖို့အတွက်အရင်ဆုံးရေ1 လီတာတဲ့ကိုကွန်ဆာထုံးလက်ဖက်စားစုံလေးနဲ့တစ်စုံကိုထည့်ပြီးတော့အားလုံးသမသွားအောင်ဖြော်ပြီးတော့အနည်းဆုံး8 နာရီလောက်ထားပေးပါရှင်ပြီးရင်တော့သူ့ကိုအပေါ်ရန်ရေကြီးလေးပဲယူပါတယ်ရှင်အောက်ကအနဲထိုင်တာတွေမယူပါဘူးเนาะထညက်ခဲ8 ခဲစာလောက်ကိုလည်းခပ်ပြစ်ပြစ်လေးတူထားပေးပါတယ်ရှင်ဆန်မုတ်ကိုပေါင်းဆန်ကျင်ခွက်နဲ့တစ်ခွက်ထည့်တယ်ခုနကထုံးရည်ကြီးကိုပိုပြီးတန့်သွားအောင်ရေစစ်လေးနဲ့စစ်ထည့်လိုက်တယ်ပြီးရအခါစားလေးနဲ့ငယ်ထည့်ပြီးတော့အားလုံးသမသွားအောင်တေချာလေးဖြော်ထားပေးပါတယ်ရှင်ဆန်မုတ်တွေကအခဲတွေမကြမ်းတော့ဘဲနဲ့တေချာလေးပျော်ဝင်သွားပြီဆိုရင်တော့ခုနကပကိုးသူတို့ကြိုထားတဲ့ထညက်ရည်လေးထည့်ပါတယ်ရှင်ထညက်ရည်စား brown sugar တကြားညို့ကိုလည်းအသုံးပြုလို့ရပါတယ်တကယ်လို့ကိုကတကြားညို့သုံးမယ်ဆိုလို့ရှိရင်တော့ရေကိုပို့ထည့်ရပါမယ်ရှင်ပြီးရင်တော့အားလုံးသမသွားအောင်တေချာလေးတစ်ခါပြန်မှွေပေးတယ်ရိုးရိုးစားတဲ့စီကိုထမင်းစားစွန်းနဲ့2 စွန်းစာလောက်ထည့်ပြီးတော့ဖြော်ထားပေးပါတယ်ရှင်။ကဲအခုဆိုရင်တော့မနာတန်းစပြီးတော့မှွေရမယ့်အချိန်ကိုရောက်လာပါပြီ။မီးပေါ်ပေါ်စပြီးတော့တင်ထားတာနဲ့သူ့ကိုမနာတန်းအဆက်မပြတ်ပဲမှွေထားပေးရပါမယ်နော်။ဒီမီးပေါ်ပေါ်တင်ပြီးတော့ပြစ်ထားခဲ့လို့လည်းမရပါဘူးနော်။တဖြည်းဖြည်းမှွေပေးရင်လည်းမုတ်သားလေးကလည်းတဖြည်းဖြည်းပြစ်လာပါပြီနော်။နာလေးသူ့ကိုမှွေပေးကြိုပေးမှသာမုတ်သားလေးကချောလေးရမယ်ပို့ပြီးတော့မှလည်းစားကောင်းပါတယ်ရှင်။မိနစ်20လောက်ကြိုပေးပြီးရင်တော့မုတ်သားလေးကကြည်ပြီးတော့ဒီလိုနေလေးရလာပါပြီရှင်။ကိုမုတ်ထဲမဲ့ဘန်းလေးကိုလည်းစီလေးအနှံ့တုတ်ထားပေးရပါမယ်ရှင်။ဒါမှသာမုတ်တွေကဘန်းမှာကပ်မနေမှာပါရှင်။ထုံးရည်ကြီးမထည့်ချင်တဲ့လူတွေကလေပြောင်းကုန်မုတ်ရဲ့ဆန်မုတ်ရဲ့အစားတူထည့်ပြီးတော့ကြိုနိုင်ပါတယ်ရှင်။ပြောင်းကုန်မုံနဲ့ဆိုရင်တော့အချိန်ကြာကြီးကြိုစရာမလိုဘူးကြိုရတာတော့မြန်တယ်စားတဲ့ခါမှာတော့အရသာအနည်းငယ်กว่าပါမယ်အခုဒီနီးလေးကတော့ရှေးမှုမပြတ်ပေါ့နော်ရှေးတော့အတိုင်းပဲထိုးတဲ့မုတ်ကျွဲတဲ့နီးလေးပါရှင်ကျေးဇူးထူးတင်ပါတယ်